အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့ဒေါက်တာချီချီဖြစ်ပါတယ်ဆရာမဒီကိုမိထိုင်မျိုးကလို့ပြပြပေးခြင်းလို့ပါဆရာမပြတဲ့မုတ်ချိုအေးရောင်ရင်းနဲ့ဘယ်လိုလက္ခဏာမျိုးဖြစ်တယ်လဲဘယ်လိုနေထိုင်စားတာမလဲတဲ့နော်အဲ့တော့ကျေးဇူးပြီးဖြေပေးပါတယ်အဲ့တော့မုတ်ချိုအေးရောင်ရင်းမုတ်ချိုအေးဆိုတာဘာလဲပေါ့အရင်ရှင်းပြမယ်ရောင်နာကိုမပြောခင်မုတ်ချိုအေးဆိုတာဆရာမတို့အစာအိမ်ရဲ့နောက်နားလေးမှာရှိတဲ့အင်္ဂလိပ်လို pancreas မြန်မာလိုတော့မုတ်ချိုအေးအဲ့ဒီဟာလေးရောင်နာကိုခေါ်တာပေါ့နော်အဲ့တော့မုတ်ချိုအေးရောင်ရင်းဘယ်လိုလက္ခဏာတွေရှိမလဲဆရာမတို့ဆေးကန်းလူနာတွေကရောက်လာရင်ဘယ်လိုဖြစ်လဲဆိုတော့ဆရာမရဲ့ဘိုက်နာရဲဆိုပြီးအကုန်လုံးရောက်လာတာဘိုက်အောက်နေဆိုပြီးရောက်လာတာအဲ့တော့ဘိုက်အောက်နဲ့လူနာတွေကအများကြီးပဲအဲ့တော့ကျမတို့ကဘိုက်အောက်ရင်အခုပြောတဲ့မုတ်ချိုအေးရောင်တာလားနောက်တစ်ချက်အစာအိမ်ရောင်တာလားနောက်တစ်ခုပူရောင်တာလားအခုဝင်းပြက်ဝင်းလျှောဖြစ်တာလားအဲ့ဒါမျိုးတွေကျမတို့စဉ်းစားတယ်နော်အဲ့တော့အခုဒီလိုမုတ်ချိုအေးရောင်တဲ့လူနာနဲ့ဘယ်လိုခွဲမလဲပေါ့မုတ်ချိုအေးရောင်တဲ့လူနာကြတော့ဈေးကောင်ရောက်လာရင်ကျမတို့ကချက်ပက်ပက်လင်မှာနာမယ်တချို့တွေမှာနောက်ကြောတွေရင်းနေ back pain ပေါ့နော်နောက်ကြောတွေမှာနာလာတယ်ကြောရင်ညှက်အောင်တာမျိုးရှိတယ်တချို့ကကြတော့ရင်ညွတ်နေမှာနာလာတယ်အဲ့ဒါဆိုအစာအိမ်ရောင်တာနဲ့ကျမတို့ကခွဲရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ခွဲခြားရတာကိုပြောတာနောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မူးဝေမဲ့အော့အမ်မဲ့ဒီလိုလူနာတွေလာတယ်နောက်တစ်ခုဘာဖြစ်လဲဆိုတော့အတိအသာဆုံးကလူနာတွေကိုမေးလိုက်လို့ရှိရင်လွန်ခဲ့တဲ့ည last night က heavy drink တောက်ထားတာနော် heavy drink တောက်ထားတာ Chinese New Year တွေ Happy New Year တွေရဲ့ပြီးနောက်ရက်တွေမှာအဖြစ်များတယ်အဲ့လို heavy drink တစ်ကြိုက်တဲ့အများကြီးတောက်လိုက်တဲ့နေ့မျိုးရဲ့နောက်နေ့တွေမှာအခုလိုမျိုး acute pancreatitis လို့ခေါ်တယ်မုတ်ချိုအေးရောက်နေအဲ့တော့ ultrasound သွားရိုက်ခိုင်းနေလူနာ acute pancreatitis ပဲထွက်တာနော်မုတ်ချိုအေးရောက်နေပေါ့ရုပ်တရက်ရောက်လာတာကိုပြောတာနော်အဲ့တော့ဆရာမကြီးကျမအရက်တောက်လာမေးလိုက်လို့ရှိရင်ဆရာမကျွန်တော်အရက်ဖြစ်ထားတာကြားပြီးဘယ်နည်းရလဲဆိုတော့2ရက်အကုန်လုံးအဲ့လိုလားနော်2ရက်ထဲလောက်နေတော့ဖြစ်လာမိဖြစ်တယ်အလွန် heavy drink တောက်ထားတာဟုတ်နော်အဲ့တော့လွန်ခဲ့တဲ့တချို့တွေကို6လလောက်ဖြတ်ထားပြီးရနေချက်ချင်း heavy drink ပြန်တောက်လိုက်နေဖြစ်တယ်တချို့ဆိုရင် daily တောက်နေတဲ့လူနာကနေပြီးတော့အဲ့ရက်တွေမှာပို့ပြီးဖိတောက်လိုက်တဲ့လူနာတွေကြောင့်လည်းဖြစ်တယ်ဟုတ်တယ်နော်ဒါဘယ်လိုလက္ခဏာရှိလဲပြောပြီးပြီနောက်တစ်ချက်ဘယ်လိုနေတိုင်းစားတာမလဲဘယ်လိုနေတိုင်းစားတာမလဲဆိုတော့ယောဂဖြစ်စေတဲ့အကြောင်းရင်းကျမတို့က cause ကိုဖယ်ရှားလိုက်တယ်ဆိုရင်ဒါကသူ့ရဲ့နီးစနစ်မှန်ဖြစ်သွားပြီဟုတ်တယ်နော်အဲ့တော့အကြောင်းရင်းတွေကိုဆရာမပြောပြမယ်အခုပြောခဲ့တဲ့အရက် heavy drink အလွန်အကျွံတောက်တာဟုတ်တယ်နော်အဲ့ဒါတွေကအဓိကအဖြစ်ဆုံးပဲနော်နောက်တစ်ချက်အစိတ်များတာ triglyceride တွေများတာခန္ဓာကိုယ်ထဲမှာအဲ့လိုအစိတ်အစားများတဲ့သူတွေမှာလည်းမုတ်ချိုအေးရောက်နေအဲ့လိုအစိတ်အစားများတော့ဘာဖြစ်လဲသိလားgallstone လို့ခေါ်တဲ့သဲချေအေးကြောက်သွားတယ်ဟုတ်တယ်နော်အဲ့လိုသဲချေကြောက်တဲ့လူနာဒီမှာဆိုရင် तू ကအဲ့သဲချေအေးကြောက်ကကျမတို့ဒီ pancreas လို့ခေါ်တဲ့မုတ်ချိုအေးကအစာချေထွက်တဲ့လမ်းကြောင်းသွားပြီးတော့ပိတ်တဲ့အတွက်ကြောင့် acute pancreatitis လို့ခေါ်တဲ့မုတ်ချိုအေးရောက်မယ်ဟုတ်တယ်နော်အဲ့တော့ဖြစ်ဒီအကြောင်းရင်းတွေကိုအရက်လဲလုံးဝဖြစ်နိုင်ရှောင်မယ်ဆိုရင်အကောင်းဆုံးပေါ့နော်အစီအစိမ်း short စားမယ်ဆိုရင်အကောင်းဆုံးပါနောက်တစ်ခုကကြတော့မုတ်ချိုအေးရောင်ဆရာမဆေးကမ်းမာတွေကူလာမပြီးဘူးဆရာမတို့အစာပြက်ရေဖြက်ပြီးတော့လူနာအနားပေးရမယ်ဖြစ်တဲ့အတွက်ကြောင့် admit to the hospital ဆေးရုံတက်ကမယ်ပေါ့နော်အဲ့တော့ဆရာမကတော့ US doctor ဒေါက်တာချီချီဖြစ်ပါတယ်သိကျင်တာရှိရင်မန်းကက်ပြီးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်